အမျိုးသမီးတွေရာသီလာရင်ဖြစ်တတ်တဲ့ဘိုက်အောင်နာကိုအောင်အေးသိခံပြီးတော့အလုပ်တွေလုပ်နေတော့မယ်လားဒါမှမဟုတ်အကြိုက်ခဲပြောက်စီးတွေကိုအားကိုးနေတော့မယ်လားဒီအကြိုက်ခဲပြောက်စီးတွေကိုကိုယ်အနေနဲ့ခဏခဏတောက်မယ်ဆိုရင်ရေရှည်မှာကိုယ့်ရဲ့ဒီကြောက်တက်တဲ့အစာအိမ်ကိုထိခိုက်စေနိုင်ပါတယ်ဒါပေမဲ့ဒီမိဖို့ကြောင့်ထဲမှာရှိတဲ့အစာ၃မျိုးကတော့အကြိုက်ခဲပြောက်စီးတွေထပ်ပို့ပြီးတော့ထိရောက်မှုရှိတယ်ဆိုတာကိုတော့လူတိုင်းသိချင်မှသိပါလိမ့်မယ်အဲ့ဒီအပြင်အဲ့ဒီအစာတွေကတစ်မျိုးဟာဆိုရင်မိန်းကလေးတွေအတွက်အသားရည်ကိုအများကြီးအထောက်အကူဖြစ်စေတဲ့ကြောင့်မို့လို့သိချင်တယ်ဆိုရင်ဒီဗီဒီယိုကိုဆုံးဖြတ်ကြည့်ပေးစေချင်ပါတယ်နံပါတ်1ထန်းလျက်ပါထန်းလျက်ကတော့အားလုံးသိကြတဲ့မြန်မာရိုးရာအစားအစာတစ်ခုဖြစ်တယ်ဆိုတော့ထန်းလျက်မှာမက်ဂနီဆီယမ်ဆိုတဲ့ဓာတ်ပါတယ်ပေါ့နော်အဲ့ဒီဓာတ်ကဒီမိန်းကလေးတွေရဲ့တအိမ်ကြွက်သားတောင့်တင်းနေတာကိုရှော့ချပေးနိုင်တဲ့ကြောင့်မလို့ဘိုက်အောင်နာတွေဘိုက်နာတာတွေကိုတတ်တာပျောက်ကင်းစေနိုင်ပါတယ်အဲ့ဒီအပြင်သူကဒီသွေးအားနေတဲ့ခါကျရင်နှုံးချိနေတာပေါ့နော်နှုံးချိနေတာတွေကိုပျောက်ကင်းစေနိုင်တဲ့သဘာဝအားစီတစ်ခုလည်းဖြစ်ပါတယ်အဲ့ဒီကြောင့်မလို့ကိုယ်အနေနဲ့ရာသီလာတဲ့အချိန်မျိုးမှာဆိုရင်ဒီအချိုရည်တွေပါတယ်တောက်တဲ့အစားအထိုးအနေနဲ့ဒီထန်းလျက်နဲ့ဒီရင်နွေးလေးကိုတောက်ပေးလို့ရပါတယ်နံပါတ်2ငါသို့မဟုတ်ငါကြီးစီမိန်းကလေးအနေနဲ့ကိုကဒီရာသီလာတဲ့အချိန်မျိုးမှာဆိုရင်ဒီခါနာတာတို့ဒီပခုံးအောင်တာတို့ပေါ့နော်ဒီလိုမျိုးတွေဖြစ်တတ်ကြတယ်ပေါ့နော်ဘာလို့လဲဆိုတော့ဒါရာသီလာတဲ့အချိန်မှာကိုယ့်ရဲ့ခန္ဓာကိုယ်ကနေပြီးတော့ရောင်ရမ်းမှုတွေဖြစ်တာပေါ့နော်အဲ့ဒီမျိုးအချိန်မျိုးမှာဆိုရင်ဒီငါးမှာပါတယ်ပေါ့နော် fatty acid omega 3 fatty acid ကဒီခုနကရောင်ရမ်းတာတွေကိုတတ်တာပျောက်ကင်းစေနိုင်တယ်လေ့လာတွေ့ရှိချက်အရဆိုရင်လည်းဒီငါးကြီးစီတောက်တဲ့မိန်းကလေးတွေကဒီရာသီလာတဲ့အချိန်မျိုးမှာဆိုရင်ပုံမှန်မိန်းကလေးတွေထက်ပေါ့နော်နာကျင်ကြိုက်ခဲမှုကို90%လောက်ထိတောင်မှတတ်တာစီနိုင်ပါတယ်အဲ့အတွက်ကြောင့်မလို့ကိုယ်အနေနဲ့ရာသီလာတဲ့အချိန်မျိုးမှာဆိုရင်ဒီအသားတွေပါတယ်အစားထိုးအနေနဲ့ငါးကိုလည်းစားပေးလို့ရပါတယ်နံပါတ်3ကြက်ဥကြက်ဥကတော့ဒီလူတိုင်းသိတဲ့မီးဖိုချောင်တွေကအစားအစာတစ်မျိုးဖြစ်ပါတယ်ကြက်ဥရဲ့အဓိကလျှို့ဝှက်ချက်ကဒီဗီတာမင် D နဲ့ဗီတာမင် B6 ပါဆိုတော့ main ကလေးအနေနဲ့ဒီရာသီလာတဲ့အချိန်မျိုးမှာဆိုရင်စိတ်အတက်အကျအရမ်းမြန်တယ်ပေါ့နော်စိတ်တက်ကြလွယ်တာတို့စိတ်တိုးလွယ်တာတို့ပြီးတော့စိတ်အားငယ်တာတို့အမျိုးမျိုးဖြစ်တယ်ပေါ့နော်အဲ့လိုအချိန်မျိုးမှာကိုယ်အနေနဲ့ကိုကကြက်ဥပြုတ်လေးတစ်လုံးလောက်စားလိုက်မယ်ဆိုရင်အဲ့ဒီစိတ်အတက်ကြဖြစ်တာမျိုးတွေကိုပျောက်ကင်းစေနိုင်သလိုဒီရာသီလာတဲ့အချိန်မှာကုန်ခန်းသွားတဲ့အားအင်တွေကိုလည်းပြန်လည်ဖြည့်တင်းပေးနိုင်ပါတယ်အဲ့ဒီအပြင်ဒီကြက်ဥအနှစ်မှာပါတဲ့အာဟာရဓာတ်က main ကလေးတွေဒီရာသီလာတဲ့အချိန်မှာဒီအသားရည်ညှိုးနှမ်းတာကိုလည်းကာကွယ်ပေးနိုင်ပါတယ်ဆိုတော့ဒီ၃မျိုးကိုဘယ်လိုစားမလဲပေါ့နော်ဆိုတော့ကိုယ်အနေနဲ့မနက်ပိုင်းမှာဒီကြက်ဥပြုတ်နှလုံးလောက်စားပေးလို့ရတယ်နေ့လယ်ဆိုရင်ငါးပြုတ်တို့ငါးခင်းတို့စားပေးလို့ရတယ်ညနေမှာကျတော့ကိုကဒီရာသီကြောင့်ဘိုက်အောင်တာတို့ဘာလို့ဖြစ်တယ်ဆိုရင်ဒီထန်းလျက်နဲ့ဒီရင်နွေးနဲ့ကိုတောက်ပေးလို့ရပါတယ်ဒါကြောင့်မီးဖိုချောင်ထဲမှာရှိနေတဲ့အစားအစာတွေကတကယ်ကိုစေးစမ်းကောင်းတစ်လက်ဖြစ်ပါတယ်ကိုယ်အနေနဲ့ကိုယ့်ရဲ့တငယ်ချင်းပဲဖြစ်ဖြစ်ပေါ့နော်မမပဲဖြစ်ဖြစ်ညီမတွေပဲဖြစ်ဖြစ်ပေါ့နော်ဒီလိုမျိုးဘိုက်ဒီရာသီလာတဲ့အချိန်မှာဘိုက်အောင်တာမျိုးဖြစ်တယ်ဆိုရင်ဒီဗီဒီယိုလေးကို share ပေးလို့ရပါတယ်ကျမ်းမာပြီးတော့လှပတဲ့ခန္ဓာကိုယ်ကိုပိုင်ဆိုင်ခြင်းနဲ့ဆိုရင်လည်း Power Play ရဲ့ channel လေးကို like and follow လေးလုပ်ပေးဖို့တောင်းဆိုပါတယ်